ဖြစ်ပြီးရုရှားယူကရိန်းလစ်တူယေနီးယားပိုလန်လက်ဗီးယားနိုင်ငံတို့နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ဘီလာရုစ်နိုင်ငံဟာများစွာသောအင်ပါယာတို့ရဲ့လက်အောက်မှာနေခဲ့ရပြီး20ရာစုမှာတော့ဆိုဗီယက်ယူနီယံရဲ့တစိမ့်တစ်ပိုင်းဖြစ်လာခဲ့ပါတယ်။1569ခုနှစ်လူဗလင်ပြည်ထောင်စုစာချုပ်ဖြင့်မြေခွေးနိုင်ငံတော်နှင့်ပိုလန်နိုင်ငံတို့ပေါင်းစည်းကာပိုလန်လစ်တူယေနီးယားဓနသဟာယနိုင်ငံကိုတည်ထောင်လာခဲ့ပါတယ်။18ရာစုနောက်ပိုင်းပိုလန်လစ်တူယေနီးယားဓနသဟာယနိုင်ငံဟာအားနည်းလာခဲ့ပြီး1995ခုနှစ်ပိုလန်ခွဲထွက်မှုဖြစ်ပွားခဲ့ပြီးဒီဖြစ်ရပ်ကြောင့်ဘီလာရုစ်ဒေသဟုရုရှားအင်ပါယာရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ရုရှားရဲ့အုပ်စိုးမှုအောက်မှာယဉ်ကျေးမှုနဲ့ဘာသာစကားကိုထိန်းသိမ်းလာခဲ့ကြတာလည်းဖြစ်ပါတယ်။1918ခုနှစ်တွင်ရုရှားတော်လှန်ရေးဖြစ်ပွားပြီးနောက်1918ခုနှစ်တွင်လွတ်လပ်သောဘီလာရုစ်သမ္မတနိုင်ငံအဖြစ်ကြေညာခဲ့ပါတယ်။ဒါပေမဲ့နိုင်ငံတကာအသိအမှတ်ပြုမှုကိုတော့မရခဲ့ပါဘူး။1922ခုနှစ်ဘီလာရုစ်ဟာဆိုဗီယက်ရဲ့အစိတ်ပိုင်းဖြစ်လာခဲ့ပါပြီ။ဆိုဗီယက်ခေတ်ဘီလာရုစ်နိုင်ငံဟာစီးပွားရေးလူမှုရေးအရပြောင်းလဲမှုများစွာကြုံတွေ့ခဲ့ရပြီးစက်မှုလုပ်ငန်းများလည်းတိုးတက်လာခဲ့ပါတယ်။စတာလင်လက်ထက်မှာတော့နိုင်ငံရေးဖိနှိပ်မှုများနဲ့လူမျိုးတုံးတပ်ဖြတ်မှုများဖြစ်ပွားခဲ့ပြီးဒုတိယကမ္ဘာစစ်အတွင်းနာဇီဂျာမနီများရဲ့ကျူးကျော်မှုကိုခံခဲ့ရကာစစ်ပွဲကြောင့်လူဦးရေ၏3 ပုံ 1 ပုံခန့်တည်ဆုံခဲ့ရပါတယ်။စစ်ပြီးခေတ်မှာတော့ဆိုဗီယက်ယူနီယံအရေးပါတဲ့စက်မှုဒေသအဖြစ်ပြန်လည်တည်ဆောက်ခဲ့ပါတယ်။1992ခုနှစ်တွင်ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက်ဘီလာရုစ်သည်လွတ်လပ်သောနိုင်ငံအဖြစ်ရပ်တည်ခဲ့ပြီး1994ခုနှစ်အလက်ဇန်နာလူကာရှင်ကိုအားသမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။ဘီလာရုစ်နိုင်ငံမှာထင်ရှားတဲ့နေရာတွေကတော့မစ်မြို့ရဲ့လမ်းမကြီးဖြစ်တဲ့လွတ်လပ်ရေးလမ်းစားတောက်ဆိုင်တွေနဲ့မိသူကလက်ရာများရှိတဲ့ဆိုင်တွေကြောင့်ထင်ရှားပါတယ်။ဒုတိယကမ္ဘာစစ်အောင်ပွဲခံရင်ဖြင့်မျိုးသားစာကြည့်တိုက်ရက်ခန်တက်ဘီလာဗီဇာရှားပရှားမျိုးသားဥယျာဉ်အိုက်စလန်ကန်နီယာမန်ရဲတိုက်ဂရိုင်နိုရဲတိုက်ဘီယာလိုဗီဇာတစ်တော်မက်မြို့ရဲ့မီးရထားပြတိုက်တို့ဖြစ်ကြပါတယ်။နိုင်ငံအတွင်းမြို့ပေါင်း100ကျော်ရှိပြီးလူဦးရေကို4 သန်းခန့်နေထိုင်ကြပါတယ်။